မင်္ဂလာပါရှင်ဒီကနေ့မှာတော့ဒေါနာ TV ရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်အနေနဲ့ကြောက်ဆယ်မျိုးကပြည်သူတအုပ်ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကကြောက်ဆယ်ကပြည်သူတအုပ်ပါကြောက်ဆယ်မျိုးကပြည်သူတအုပ်ရဲ့ကားကိုမတရားသိမ်းဆည်းထားတဲ့ခိတ္တကြောက်ဆယ်တပ်နယ်ဂျီဝမ်းနဲ့ဂျီတူအကြောင်းပြောပြချင်ပါတယ်2025ခုနှစ်၄လပိုင်းတကြံမတိုင်ခင်မှာခိတ္တကြောက်ဆယ်တပ်နယ်တန်ဆက်ကတင်တန်းချောင်းမိုင်းမောမှခိတ္တတပ်နယ်ဂျီဝမ်းဒူမူကြီးတင်မျိုးဝေမှာ၎င်း၏တပ်နယ်စစ်စီရေးကြီးတူဘုံမူတပ်ပိုင်ဆိုဦးတဆခအားခိတ္တတပ်နယ်မူဘုံမူချုပ်တိုးမြင့်ကျော်မှာခိတ္တတပ်နယ်မူအဖြစ်ကိုစားတာဝန်ယူလာသည်မှာတနှစ်နီးပါးခန့်ရှိနေပြီးဝစ်တောက်ကားများစွာနှင့်လုပ်ငန်းရှင်များထံမှငွေနှင့်တစိုးလက်ဆောင်များစွာရရှိနေပြီးဖြစ်ကြောင်းနှင့်၎င်းမှာတစိုးလက်ဆောင်ပဲရရှိပြီးဝစ်တောက်ကားမရှိသောကြောင့်ကားတစ်စီးရရှိအောင်ကြီးတူဘုံမူတပ်ပိုင်ဆိုဦးအားဖန်တီးခိုင်းခဲ့ရမှာ၎င်းမှကြောက်ဆယ်မြို့တရားလေရက်ကွက်နေငွေတောင်းကျန်းသူအုပ်ကြီးမတ်ထက်ဆိုသူ၏ပြည်သူ့စစ်တပ်ဖွဲ့ဝင်တပည့်များနှင့်၎င်းတို့အားအုပ်ချုပ်သူဗိုလ်ကြီးအောင်စီလက်လေဆောင်ရန်တိုင်ရင်အားနိုင်ငံရေးနှင့်ပတ်သက်သည့်သတင်းတစ်ခုဖန်တီးခိုင်းပြီးကြောက်ဆယ်မြို့ရှိကိုဖြိုးကျော်လင်းအမည်လွဲအားနေအိမ်၌ရှိနေစဉ်လူရင်အားသုံးပြီးဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းနှင့်ကြောက်ဆယ်ခရိုင်ရုံးတွင်စစ်ဆေးခဲ့ရာမဟုတ်မှန်သောကြောင့်လူငွေဖုံးများအားပြန်ပေးလိုက်တော့လေအင်းဆိုင်ကားခဲအောင်အားဗိုလ်ကြီးအောင်စီလက်မှပြန်မပေးဘဲမတရားသဖြင့်တိတ်ဆိခဲ့ပြီးနောက်ခိတ္တကြောက်ဆယ်တပ်နေရှိဂျီတူဘုံမူတပ်ပိုင်ဆိုတဆခထံသို့ဗိုလ်ကြီးအောင်စီလက်မှပေးပို့ခဲ့ပါတယ်ဗိုလ်ကြီးအောင်စီလက်မှကြောက်ဆယ်မျိုးတရားလေရက်ကွက်ရုံးတွင်နေထိုင်၍တရားမဝင်ဝစ်တောက်ကားရောင်းဝယ်လုပ်ငန်းအားလုပ်ကိုင်နေကြောင်းသိရှိရပါတယ်အဆိုပါကားအား10ရက်ကျော်လျင်ပြန်ပေးမည်ဖြစ်ကြောင်းပြောပြီးကိုဖြိုးကျော်လင်းအားနေအိမ်သို့ပြန်လွှတ်ပေးခဲ့ပါတယ်ကိုဖြိုးကျော်လင်းမှလည်း၎င်း၏အခြေအဆက်များနှင့်လိုက်လံချိတ်ဆက်၍ဗိုလ်ကြီးအောင်စီလက်ထံမှတစ်စေဗိုလ်မူတပ်ပိုင်ဆိုဦးအားရအောင်တွေ့ဆုံ၍ကားကိုပြန်ရအောင်တစိုးလက်ဆောင်နှင့်ငွေများအား KTV ဆိုင်တွင်ပေးခဲ့တော်လဲယနေ့အချိန်ထိကားမှမရရှိသေးပါဘူးအဆိုပါကားအားခိတ္တတပ်နယ်ဂျီဝမ်းဒူမူကြီးတင်မျိုးဝေမှာမိသားစုနှင့်အတူစီး၍အခန့်ဝဲနှင့်လူမှုရေးပွဲများတွင်သွာလာနေကြောင်းကုမဲမျိုးရှိမြို့ခံများထံမှသိရှိရပါတယ်ဒူမူကြီးတင်မျိုးဝေမှာတပ်နယ်ဂျီဝမ်းမဖြစ်ခင်2023-2024ခုနှစ်တွင်ရဲရွာရေလောင်တမန်ဘက်၌လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ရာတွင်စစ်သမားများထံမှနာမည်ပြတ်သူအဖြစ်ငွေတောင်းကျန်းသူဖြစ်ကြောင်းကိုလည်း၎င်းနှင့်အတူတာဝန်ထမ်းဆောင်မှုသောစစ်တီအများစုထံမှသိရှိရပါသည်လို့စာရေးသားပေးပို့လာပါတယ်ရှင်။မိဘပြည်သူတွေအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။